စိုးမိုးနယ်မြေလည်းမရှိဘူးထိထုံနယ်မြေလည်းမရှိဘူးအုပ်ချုပ်နယ်မြေလည်းမရှိဘူးဆိုရင်အခုအကြမ်းဖက်အဖွဲ့တွေကြွေးကြော်သလိုစစ်ခွေးထပ်ပြီး2024စာခထွက်ပြေး2024ဆိုတာကျင်းသေးပေါက်ဖြစ်ပါလိမ့်မယ်အဲ့ဒီအနေထားတစ်ခုကိုကြော်လာဖို့ဆိုရင်လောက်ကမှာတစ်ခုပဲစစ်ကိုစစ်နဲ့တူအောင်တိုက်ပေးပါကျမတို့ပြည်သူကမျှော်လင့်ပါတယ်စစ်ကိုစစ်နဲ့တူအောင်တိုက်ပေးပါ Hello အားလုံးပဲမင်္ဂလာပါကျွန်တော် official ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်เนาะဒီနေ့မနေ့မှာတော့ကျွန်တော်တို့ဒီနေ့မနေ့မှာတော့ကျွန်တော်တို့နထိုးကြီးရဲ့တရင်ကောင်းလေးတွေနဲ့နောက်မှာလည်းဘောမတွေကနထိုးကြီးနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့เนาะဘယ်တော့တောင်ကြေကွဲကြမလဲဆိုတော့ကိုကျွန်တော်တို့ကြည့်ပြီးတော့เนาะနောက်ဆုံးမှာကတော့ကိုမဝိစီကဗီဒီယိုလေးကိုကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်เนาะကဲဒီမနေ့ရဲ့ပထမဆုံးတရင်ကောင်းလေးကတော့เนาะလာရှုံမျိုးရှိအရှိမြောက်တိုင်းစစ်ဌာနချုပ်မှာဖမ်းဆီးရမိတော့ပြင်းထန်တရားရရှိသူများဒီเนาะစစ်တုံးပန်း49ဦးအပါအဝင်မိသားစုဝင်333ဦးကိုเนาะ MMDA ကเนาะ9ချိန်မြောက်ရှိပြီเนาะပြန်လွှတ်ပေးတယ်လို့သိရပါတယ်ကဲကြုံဘလောက်တောင်စိတ်ထားကောင်းတယ်เนาะကျွန်တော်ပြည်သူရဲဘော်တွေမျိုးစစ်ခွေးလော်ဘီတွေပြောတော့เนาะပြစ်တက်နေပါတယ်ဆိုပြီးတော့ရှောက်အော်နေကြတာเนาะအဲ့ဒီအကြောင်းအရာလဲဘောမပုတုကเนาะနောက်မှာဘယ်လိုမျိုးတွေပြောထားအောင်မလဲဆိုတော့ကိုကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်เนาะကဲနောက်ထပ်သတင်းလေးကတော့နထိုးကြီးမြို့ပေါ်ရှိစစ်တပ်စခန်း၄ခုကိုတိုက်ခိုက်သိမ်းပိုက်မှုစစ်တပ်ဘက်မှเนาะတေဆုံးသူများပြားပြီးเนาะစစ်သား3ဦးအရှင်ဖမ်းဆီးရမိတယ်လက်နက်ခဲရเนาะ29လက်ကိုတင်စီရရှိထားတယ်ဆိုတဲ့သတင်းလေးပဲဖြစ်ပါတယ်เนาะလုံးဝကိုအားရဖို့ကောင်းပါတယ်เนาะနထိုးကြီးလဲလုံးဝကိုစစ်ကွေးကင်းစင်တဲ့နယ်မြေဖြစ်သွားပြီဆိုတာကျွန်တော်တို့သိရပါတယ်เนาะအဲ့ဒီဗီဒီယိုဖိုင်လဲနောက်မှာကျွန်တော်ထည့်ပေးထားပါတယ်เนาะပြည်သူတွေကဘယ်တော့တောင်အားရဝန်တာနဲ့လာကြိုကြလဲဆိုတာကိုကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်เนาะကဲကြည့်အောင်ပါเนาะဘောမတွေဖင်ပိတ်ငင်းနေမှာဆိုလို့เนาะကြည့်เนาะအားရဖို့ကောင်းတာကဲကောင်းတာเนาะကဲရှိမှလည်းအများကြီးရှိရเนาะလာကြိုရတဲ့သူတွေအများကြီးရှိပါတယ်ဟိုမှာဘောမတွေဖက်ကဖင်ပိတ်ငင်းနေမှာဆိုလို့เนาะဘာမှမထိုးကြည့်မကြဘူးအေးဆေးပါပဲဆိုပြီးတော့ဖင်ပိတ်ငင်းနေမှာဆိုလို့အဲ့လိုမျိုးပြီးတော့ခါလေးကျွန်တော်ထည့်ပေးထားတာပဲဖြစ်ပါတယ်เนาะကြည့်အောင်ပါကဲကြည့်အောင်ဗျာတမျိုးလုံးကထွက်ကြိုကြတာเนาะဘောမတွေဖင်ပိတ်ငင်းနေမှာဆိုလို့เนาะလူ15ရက်16ရက်လောက်နဲ့ထွက်ကြိုကြတယ်ဆိုပြီးတော့ဟိုတစ်ခေါက်ကလည်းเนาะသူတို့ဖင်ပိတ်ငင်းနေကြလို့เนาะမိုးကုတ်ကိစ္စတော့မှလည်းเนาะရက်လိုက်ပါဦးနဲ့ကြိုးချင်းတာအဲ့လိုမျိုးပြည်သူတွေကเนาะပြည်သူတွေကเนาะအဲ့လိုမျိုးတောက်လက်လက်ကိုကြိုးချင်းတာเนาะမင်းတို့ဘောမတွေအတွက်ကြတော့လဲเนาะအဲ့ဒါမျိုးတွေမြင်ပြီးတော့ဘယ်တော့တောင်ကြေကွဲနေရမလဲဆိုတော့ကိုကျွန်တော်တွေးပြီးတော့အရန်ကိုပျော်ပါတယ်เนาะအဲ့ဒီဗီဒီယိုဖိုင်ကိုเนาะဆိုတို့ကျွန်မမြင်တို့ငါဘုံလို့သာမြင်နေဆိုတော့เนาะမိမလို့မိမရနဲ့သူတို့ပြောနေအောင်မှာเนาะကဲဆက်တက်ပဲဘောမပုတုကဘယ်လိုမျိုးတွေပြောထားအောင်မလဲဆိုတော့ကိုကျွန်တော်တို့ဆက်ကြည့်လိုက်မယ်เนาะပထမဆုံးပြီးခဲ့တဲ့နောက်23ကိုဂျမ်ဘက်ဖွဲ့နေကြတော့ဗာပြောလဲစာကထွက်ပြေးအပေါင်းစာခနေကုန်း23ဟုတ်တယ်လေကျွေးကြော်ကြတယ်အဲ့ဒီလိုကနေနောက်23ကုန်း24ရောက်တဲ့ခါကျတော့ကျွေးကြော်မှုကတစ်ခုပြောင်းသွားတယ်စာခထွက်ပြေး2024ကျွန်တော်တို့တက်မတော်ဆိုးရနေတဲ့ကရှုံးနေမှုတွေရင်ဆိုင်ရတဲ့ခါကျတော့တကယ်ပဲစာခထွက်ပြေး2024ဖြစ်လာပြီလားဆိုရယ်မိဘုံတွေထွက်လာတယ်ရှိကိုဖြစ်တာထွက်လာတယ်တစ်ဆက်တည်းမှာပဲလာရှိုးမှာစီးရဲချင်နေဘလို့ရှိလဲရမခနောက်ဆက်တွဲသတင်းကဘလို့ရှိတယ်လဲဆိုပြီးတော့အများသူငါရဲ့တာဟိုသိကျင်တဲ့စန္ဒတွေရှိတယ်လို့မျိုးဒီနေ့မနေ့ခင်းမှာဆိုလို့ရှိရင်ကျမတို့ဒီမန္တလေးကမြင်းချန်တဲ့ဖိုးကြီးမြင်းချန်မှာဆိုလို့ရှိရင်ခမရနော်ချင်းမြန်တဲ့ရင်ရှိရဲမြင်းချန်မှာရှိတဲ့ဖိုးကြီးကိုဒီနေ့မနေ့ခင်းမှာဆိုလို့ရှိရင်ကျမဖွဲ့တွေကအလုံးရင်းနဲ့လာပြီးတိုက်တာတွေရှိတယ်ဒီနောက်24တထစ်တာကာလအတွင်းမှာနယ်မြေတစ်ခုအစိုးရတဲ့အခြေအနေနာတစ်ခုလက်ရှိရမခလာရှိုးရမခအခြေအနေပေါ့အခြေအနေတစ်ခုကိုခြုံငုံပြီးသုံးသပ်မယ်ဆိုလို့ရှိရင်ပထမရမခဟိုတိုက်ပွဲပြင်းထန်တဲ့ခါလောက်မှာလည်းကျွန်မပြောခဲ့မှုပါတယ်နော်ပယုံလုံးစကားသုံးလုံးနဲ့ပြောမယ်ပယုံလုံးကြားလိုက်ရင်လုံးမပါလိမ့်မယ်လို့ကျွန်တော်တို့ချုံပြီးပြောမှုတယ်အခုလက်ရှိ2024လာမဲ့ဟို6လတာအတွင်းမှာလက်ရှိနောက်20ရဲ့အခင်းချင်းကိုခြုံငုံပြီးသုံးသပ်ရမယ်ဆိုရင်ကျွန်တော်တို့ကဘာနဲ့တူလဲဆိုလို့ရှိရင်စစ်မြေပြင်တစ်ခုမှာဥမာလာရှိုးရမခကိုကျမတို့ကနိုင်ချင်းမနိုင်ချင်းရမခကြချင်းမကြချင်းဆိုတာကဘလို့ပေတယ်နဲ့တိုင်းတာရလေနံပါတ်1ကစိုးမိုးနေပြီနံပါတ်2ကထိန်းချုပ်နေပြီနံပါတ်3ကအုပ်ချုပ်နေပြီဆိုလိုချင်တာလာရှိုးရမခကိုကြချင်းမကြချင်းရမခအိုင်နိုင်ချင်းမအောင်နိုင်ချင်းနေဆိုတာလည်းပဲဒီ3ခုနဲ့တိုင်းတာရတာဒီလာရှိုးမှာဒီရမခမှာတက်မတော်ဆိုရနေတဲ့ကစိုးမိုးနိုင်သလားတို့ဘဝလေးနော်စိုးမိုးနိုင်သလားနံပါတ်2ထိန်းချုပ်နိုင်သလားနံပါတ်3အုပ်ချုပ်နိုင်သလား
ကိုကနေမြေစိုးမိုးမှုလည်းမရှိဘူးနေမြေကိုထိန်းချုပ်နိုင်ခြင်းလည်းမရှိဘူးအုပ်ချုပ်နိုင်ခြင်းလည်းမရှိဘူးဆိုရင်အဲ့ဒီနေမြေမှာကိုယ့်ရဲ့ချုပ်ချအာဏာတည်တဲ့မခိုင်ငယ်ဘူးဆိုရင်ဒါကြရှုံးခြင်းပဲထပ်ပြီးပြောမယ်ရမခမှာလွင့်နေတဲ့အနှံ့ကရှမ်းတော့မှာလွင့်နေတဲ့အနှံ့ကနာဆာကအိမ်ဆောင်ဆိုရကျမတို့နိုင်ငံသားအားလုံးအလေးပြုနေတဲ့ဝါစိမ့်ကြီးကျဲပြူနေမဟုတ်ဘူးဆိုရင်အဲ့ဒါကျမတို့ရှုံးတာပဲဒီချိန်မှာရမခမကြပါဘူးလို့မန္တလေးကထိလို့မရပါဘူးလို့ပြူးနယ်ကထိလို့မရတော့ဘူးဆိုတော့ကျမတို့ကလမ်းဘေးစကားတွေကိုပြောရမယ်အချိန်မဟုတ်ဘူးတဘာဝကြကြနေကြပြီပေါ်မှာဒီချိန်မှာမန္တလေးကတော့ဘာမှမဖြစ်ပါဘူးပြူးနယ်ကဘာမှမဖြစ်ပါဘူးဆိုတော့အဲ့ဒါကလူတို့ကိုစိတ်သက်စစ်စီရေးလုပ်နေတာမဟုတ်ဘူးအဲ့ဒါစိုက်ဝါလို့မခေါ်ဘူးထပ်ပြီးပြောမယ်အဲ့ဒါစိုက်ဝါမဟုတ်ဘူးအဲ့ဒါ false ဟုတ်ညှော်လေးချက်မှားယူပေးနေတာစိုက်ဝါနဲ့ false ဟုတ်ကိုအတူတူပဲဆိုပြီးရော့ချလို့မရဘူးအဲ့ဒါကစိုက်ဝါမဟုတ်ဘူးလူတို့ကိုမျောနေချက်မှားယူပေးနေတာဒါဆိုရင်ငါဘာဖြစ်ချင်တာလဲကျမဖြစ်ချင်တာတစ်ခုပဲပြတ်သားတဲ့ဥဆောင်မှုတမလို့အစိုးရအနေနဲ့ဘယ်လိုမျိုးပြတ်သားတဲ့မိတ်အာဏာတွေနဲ့တိုင်းပြည်ကိုနိုင်ငံကိုရှစ်ဆက်လဲလက်ရှိကျမတို့အစိုးရနိုင်ငံတော်မှာရင်ဆိုင်နေရတယ်နော်ထိချုံနေနေစိုးမိုးနေနေအုပ်ချုပ်နေနေဒီနေနေသုံးခုရအောင်စစ်ကိုစစ်နဲ့တူအောင်တိုက်ပေးပါဒီတစ်ခုပဲကျမတို့ပြည်သူကမျှော်နေတာရှမ်းမြောက်မှာဆိုလို့ရှိရင်ဒီတက်မတော်သတင်းမဲ့တင်ကြရဲ့ဗိုလ်ချုပ်စော်မဲတော်ထုတ်ပြန်သွားတယ်နော်ရမခမှာရှိတဲ့အရာရှိကြီးတွေကို MND ကဖမ်းဆီးခေါ်ဆောင်သွားတယ်ပြည်ဖြန်းမိသားတဲ့ရေးသားဖော်ပြဖို့မှာဆိုလို့ရှိရင်ကျမတို့ဒီရမခကနေဖမ်းဆီးခေါ်တောင်းသွားတဲ့စစ်တီတက်မိသားစုဝင်တွေမြောက်များစွာကျမတို့မြင်ကွင်းထဲမှာနှလုံးချီကျမတို့နှလုံးချီပွဲအောင်ကျမတို့ခံစားရတယ်စစ်တုံးမန်းနေနဲ့ဖမ်းဆီးခံရတယ်ဒါဆိုရင်တရားဆိုရင်နိုင်ငံတော်ကိုတကယ်အုပ်ချုပ်နိုင်တဲ့အစိုးရတည်းရဲ့နိုင်ငံကိုနယ်မြေမှာစိုးမိုးနိုင်တဲ့အစိုးရတည်းရဲ့နယ်မြေကိုထိန်းချုပ်နိုင်တဲ့အစိုးရတည်းရဲ့ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ဟေးမင်းတို့ညပိုင်းလက်နက်ကဖွဲ့တွေလာခဲ့နေပြီးတော့မှငါတို့ဆွေးနွေးကြမယ်ဒိုဒီမို့ဟုတ်ပြီမင်းတို့ MNDA တွေဖွဲ့နေတယ်မင်းတို့ TNL ဖွဲ့နေတယ်မင်းတို့နော် AA ဖွဲ့နေမင်းတို့ဝအဖွဲ့တွေနေနဲ့ကဘယ်နည်းဘယ်နေရအတွင်းမှာငါတို့ရဲ့လက်ရှိရမခကတက်မှုတရင်မှုစစ်တိုင်းမှုနော်လက်ရှိရမခမှာဖမ်းဆီးသွားတဲ့အရာရှိအရာခံမိသားစုဝင်တွေအားလုံးကိုဘယ်နည်းဘယ်နေရအတွင်းမှာမင်းတို့အပြီးပြန်လှုပ်ပေးရမယ်ဆိုတဲ့ပြတ်သားတဲ့ဥဆောင်မှုလက်ရှိဆိုတာပေးရမှာမလုံနိုင်ဘူးထပ်ပြောမယ်နော်လော်ဘီတွေကနေဘောမတွေကနေပရိုပါဂန်ဒါကနေလာရှိုးမကြဘူးရမခမကြဘူးမန္တလေးထိလို့မရဘူးပြည်ဦးလို့ထိလို့မရဘူးအဲ့ဒီလိုပြောရမှာမဟုတ်ဘူးတကယ်တမ်းနယ်မြေကိုထိန်းချုပ်နိုင်တဲ့စိုးမိုးနိုင်တဲ့အုပ်ချုပ်နိုင်တဲ့စိုးရတရားဖြစ်ခဲ့ရင်ရှမ်းမြောက်မှာရမခမှာဖမ်းဆီးသွားတဲ့အရာရှိတွေတက်မိသားစုဝင်တွေအားလုံးကိုဘယ်နေ့ဘယ်နေ့ရက်အတွင်းမှာအပြီးပြန်လှုပ်ပေးရမယ်အေးအဲ့ဒီလိုအပြီးပြန်လှုပ်ပေးဖို့ဥမာ3ရက်အတွင်းမှာ4ရက်အတွင်းမှာရာဇသံပေးလို့မှမလှုပ်ဆောင်ဘူးဆိုရင်တပုံစကန်တွေကိုပြင်းမတ်ကိုတိတာတော့ချိန်မုံရမယ်ဒါဆိုရအောင်ဒီလိုဆိုရတဲ့တာဝန်ကိုခြေပေါ်လာထွန်းဆောင်နိုင်မှသာကျမတို့ပြည်သူယုံကြည်မှုပါလေရမယ်အဲ့ဒီလိုမဟုတ်ဘူးလက်ရှိအခြေအနေတိုင်းပဲစုံမိုးနယ်မြေလည်းမရှိဘူးထိချုံနယ်မြေလည်းမရှိဘူးအုပ်ချုပ်နယ်မြေလည်းမရှိဘူးဆိုရင်ခုအချမ်းဘက်အဖွဲ့တွေကျွေးတော်တယ်လို့စစ်ခွေးထပ်ပြေ2024စာခထွက်ပြေ2024ဆိုတာကျင်းသေးပေါက်ဖြစ်ပါလိမ့်မယ်အဲ့ဒီအနေအထားတစ်ခုကိုကြော်လာဖို့ဆိုရင်လောက်ကမှာတစ်ခုပဲစစ်ကိုစစ်နယ်တူအောင်တိုက်ပေးပါကျမတို့ပြည်သူကမျှော်လင့်ပါတယ်စစ်ကိုစစ်နယ်တူအောင်တိုက်ပေးပါကဲဘောမတွေကတော့လုံးဝကိုကြေခွဲခါမှာပဲเนาะသူတို့ကတော့မလို့မစစ်ကိုမနိုင်နိုင်တော့ဘူးနော်နိုင်ကိုမနိုင်နိုင်တော့နော်အဲ့ဒါကိုလည်းသူတို့သဘောမပေါက်ကြဘူးနော်နောက်ထပ်မြို့တွေများကြီးလည်းကျွန်တော်တင်းစီရတော့မယ်အခုဆိုနောက်ပြီးကြတော့အခုဆိုရင်ကြည်နှထိုးကြီးတောင်ကျွန်တော်တင်းစီရမယ်ဆိုတော့မကြောက်မန်းလေးတော့ပြိုးလို့တော့ဆိုလာတော့မယ်နော်အဲ့ကြံဘောမတွေဘယ်တော့တောင် live လွှင့်ပြီးတော့သူတို့ထိုင်တောင်ငုံမလားမသိနော်အဲ့ဒီကြံနော်အခုဆိုရင်တောင်မှလာရှုမျိုးကြားသွားတာနဲ့ဘလောက်တောင်သူတို့ကြေကွဲပြီးတော့ပောက်ကွဲနေကြတယ်ဆိုတာကိုအားလုံးသိကြတဲ့အတိုင်းပါပဲနော်ပောက်ကိုတော့950လို့ဆရာတွေတောင်လေမှထွက်ပြီးတော့ဟောလာပြီနော်မလောက်တောင်လှူချင်သေးတာလဲအဘရဲဆိုပြီးတော့သူတို့ပြောလာပြီနော်ပောက်ကိုတော်တို့ရဲ့ဆရာတွေတောင်မှနော်ကဲဆက်တဲ့ပောက်ကိုတော်စီကဘယ်လိုမျိုးကြေကွဲဦးမလဲဆိုတာကိုကျွန်တော်တို့စမ်းနာထောင်းလိုက်မယ်နော်မျိုးများအားလုံးကြားတဲ့အတိုင်းပါပဲဗျာနော်ရင်းကြတဲ့ထိုးကြီးဘက်မှာလည်းတိုက်ပွဲရဒီကနေ့ဆိုရင်အကြမ်းဖက်တွေကအပြင်းထန်ဖြစ်ပါရဲ့နော်မင်းညာနဲ့ထိုးကြီးပဲတလားလုံးဆိုလို့ရှိရင်ဦးစင်းတို့တွေကတည်င်းနေရအစောကြီးကလေးကဘယ်နေရာမှာဘယ်ရွာတွေမှာဘယ်နေရာတွေမှာဗရက်တွေ PDF တွေအကုန်လုံးအပြည့်စုံရှိတယ်ဒီရွာတွေဆိုတော့အဲ့မှာတစ်ခါတလေစစ်ကြောင်းနေရှင်းတယ်ဗရက်ရှိတဲ့ရွာကိုမရှင်းဘူးမရှိတဲ့ရွာကိုပဲရှင်းသွားကြတာနော်ခါလေဗရက်ကိုမွေးစားတယ်ဒီ PDF အကျန်းဖက်တွေကိုမွေးစားထားတာလားတော့တစ်ခါတလေဦးစင်းတို့ကတော့အောင်းမိရတယ်ဗျာနော်ခုလိုစကားပြောလို့ခင်ဗျားတို့လုံးဝမကြိုက်ဘူးဆိုတာဦးစင်းတည်တယ်အခုလိုစကားပြောရင်ခင်ဗျားတို့လုံးဝလက်မခံဘူးဆိုတာလည်းခင်ဗျားတို့သိတယ်။ဟောခင်ဗျားတို့ဒီမှန်တာပြောလို့ရှိရင်လုံးဝလက်မခံဘူး။ဒီဘိုးကြီးကိုဘယ်လိုဖမ်းရမလဲ။ဒီဘိုးကြီးငါတို့ဘယ်လိုလုပ်ခဘယ်ဒီဘိုးကြီးပဲဒါပဲခင်ဗျားတို့ကပြောချင်ပါပဲနော်။ဦးစင်းတို့ကဒါပြောနေတယ်ဆိုတာကိုယ့်အသက်ကိုရင်းပြီးပြောနေတာသူတို့ဘဝနော်ကိုယ့်အသက်ကိုရင်းပြီးကိုယ့်အသက်ကိုချင်းရနှစ်ဖက်မုံခံပြီးမှဦးစင်းတို့ကပြောနေတာ။ကိုနှစ်ထိုးကြီးဖြစ်ပြီးလာအောင်မှနောက်ဆိုလို့ရှိရင်အဲ့ပုပ်ပါတို့ပကံညောင်ဦးတို့ဖျားဘူးတွားရင်တော့မှ PDF ဂိတ်ကိုဖြတ်ပြီးမှသွားမှာဒါတော့ PDF ကိုထောက်ခံတဲ့သူပဲချောချောမှုမှုသွားမှာ PDF ကိုမထောက်ခံတဲ့ပြည်သူမှန်တယ်များက
အတက်ကိုဇရေးပြီးမှပုတ်ပါတို့ပကံတို့သွားမှာဒီပုံစံတိုင်းဆက်လုပ်နေဦးမယ်ဆိုရင်ကဲဘောမစစ်ခွေးလော်ဘီတွေရဲ့ဘဝကတော့နော်သူတို့နေရတော့မရှိတော့ဘူးနော်ဘယ်သွားခုဆိုတော့ကြည့်အောင်ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးလက်အောက်မှာရရှိသွားတဲ့မြို့တွေဆိုတော့သူတို့သွားလို့တောင်ရတော့မှာမဟုတ်ဘူးနော်ဘောမစစ်ခွေးတွေရဲ့ဘဝတွေကတော့နော်အဲ့ဒါကြောင့်သူတို့အလောက်တောင်ပေါက်ကွဲနေကြတာနော်မင်းတို့ပြည်သူတွေဆိုပြီးတော့နော်စကားကိုကြီးကျယ်ပြောနော်ငါတို့ကတော့အကုန်လုံးသိတယ်မင်းတို့ဘောမတွေအတွက်ပဲကျွန်တော်ပြောနေကြတာနော်ဘောမလော်ဘီတွေကနေရမရကြတော့ဘူးလေနော်ဘောမထောက်ခံတဲ့သူတွေကနေရမရကြတော့ဘူးမှာဘယ်သွားစစ်မြင်းပြီးတော့နော်အမစစ်ခွေးထောက်ခံတဲ့သူတွေဆိုတော့နော်အမမြို့ရွာတွေကမဖြစ်ခိုင်းတာတော့မျိုးလုပ်ပြီးဆိုတော့သူတို့ကအရန်ကိုပေါက်ကွဲနေကြတာပဲဖြစ်ပါတယ်နော်ကဲဆက်တက်ဘက်ကိုမှဝေစီကအားရဆက်တဲ့ကောင်းလေးကိုကျွန်တော်တို့ဆက်နာထောင်းလိုက်ကြရအောင်နော်ကျွန်တော်ကတော့ဒီနေ့အတွက်ကတော့လူထုကိုပေးရမယ့်အောင်စကားဆိုတော့ကျွန်တော်အများကြီးရှိတာပေါ့လေနော်ဒီတဲကနေတော့ကျွန်တော်3ခုလောက်ကိုအတွေ့အကြုံနေကျွန်တော်တို့ဒီမှာကြုံတွေ့နေရတဲ့မြေပြင်ခြေအနေတွေနဲ့ကျွန်တော်တို့ပြောပြချင်ပါတယ်နံပါတ်1ကတော့ပြည်သူလူထုကိုတိပေးလို့တဲ့ကျွန်တော်တို့အောင်မြင်နေပြီဆိုတော့ဒီကိုအပါလဲဆိုတော့အချမ်းဖက်စစ်ကောင်စီကသူ့ရဲ့ moral အရန်ကျနေပြီဆိုတာကိုကျွန်တော်တို့တွေ့ရတယ်ဒီစိတ်သက်ပိုင်းဆိုင်ရာစိတ်အခြေခံတဲ့အရာတွေအားလုံးပေါ့လေနော်စိတ်ကိုမူတည်ပြီးတော့မှကြင့်ကြံရတဲ့ဟာတွေအားလုံးကကျတယ်အဲ့တော့ဒီလက်ယုံရည်မှာလည်းကျတယ်သူတို့ဒီနှလုံးရည်မှာလည်းကျတယ်စစ်သားတယောက်ဟာစစ်သားတယောက်လိုမျိုးမပြုတ်ကျင်နိုင်တော့ဘူးသူတို့တက်တီတွေသူတို့ရဲ့ကျွန်တော်တွေးခွန်အိုင်စွမ်းနေဒါတွေအားလုံးကချက်ဖက်အောင်စပါဘာမှမပြတော့ဘူးပေါ့ပြီးတော့လုံနေတဲ့လောက်ရက်တွေသူတို့ကျူးလွန်နေတဲ့ပြောနေတဲ့ဟာတွေအားလုံးဒီတကယ်ကိုဒီတက်မတော်ဆိုတဲ့ဂုံပုတ်ကြီးတစ်ခုရဲ့အောက်ကနေပြီးတော့မှအဝင်ခွင်ကြွပြောနေလုံနေတဲ့ဟာမျိုးကိုမဟုတ်တော့ဘူးဆိုတဲ့ဟာကြီးကဒါကျွန်တော်တို့လက်တွေ့မြေပြင်မှာအဖြစ်တည်နေတာတွေရှိနေတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့စစ်တိုက်ချင်လားလို့သူတို့ရဲဘော်တွေသူတို့ရဲ့စစ်သားတွေကိုမေးကြည့်လို့ရှိရင်လည်းမတိုက်ချင်ဘူးအတင်းဇွတ်တင်းတက်ခိုင်းလို့မတက်မနေရအလောက်ခိုင်းလို့အနောက်ကနေဇွတ်တင်းမလုံမနေရမလို့ဒါလင်လုံနေရတယ်ဆိုတဲ့ဟာတွေကိုလည်းကျွန်တော်တို့အများကြီးတွေ့ရတယ်အဲ့လိုပဲရှေ့တန်းမှာကျွန်တော်တို့တိုက်တဲ့ချိန်ကြလို့ရှိရင်လည်းတနက်မိုးပေါ်ထောင်ပြီးတော့မှပြစ်နေတဲ့ဟာတွေကပို့ပြီးတော့များနေတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်တခါတလေကျွန်တော်တို့ရဲဘော်ကကျွန်တော်တို့တွေကသူတို့ရဲ့စစ်သားတွေကျန်းဖက်စစ်ကောင်စီရဲ့ဘက်တော်သားတွေရဲ့ပြစ်နေတဲ့နေရာနားကိုတနက်နဲ့ဝင်ထောက်တဲ့အထိသူဒီရန်သူကဘယ်မှာရောက်နေပြီလဲဆိုတာတော့မသိဘဲနဲ့ခေါင်းအောက်ဆိုင်ပြီးတော့မှတနက်မိုးပေါ်ထောင်ပြစ်နေတဲ့အခြေအနေတွေရှိနေတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်အဲ့လိုပဲကျွန်တော်တို့အဲ့ဒီအခြေအနေမှာအရှင်ဖန်စီရမိတဲ့အခြေအနေတွေလည်းကျွန်တော်တို့ဟိုလောက်ခဲ့တာတွေရှိတယ်ဆိုတော့ဒီလိုအခြေအနေမျိုးမှာစိတ်သက်ပိုင်းဆိုင်ရာရကြနေတဲ့စစ်ကောင်စီဒီရှုံးနေတယ်ဆိုတဲ့ဟာကြီးကိုကျွန်တော်တို့တွေ့ရတယ်အဲ့လိုပဲကျွန်တော်တို့ဒီစစ်တိုက်တဲ့ချိန်မှာကျွန်တော်တို့နားလေတော့ကျွန်တော်တို့ရဲ့စီနီယာတွေကျွန်တော်တို့တင်ပြထားတာတယောက်ဆိုစစ်ကကျွန်တော်တို့ကစိတ်နဲ့တိုက်တယ်လို့ကျွန်တော်တို့ကယုံကြည်တယ်ကျွန်တော်ပစ္စည်းနဲ့မတိုက်ဘူးကျွန်တော်တို့ကစိတ်နဲ့တိုက်တာကျွန်တော်တို့စိတ်ခိုင်မာမှုတန်မာမှုဘယ်လောက်ရှိတယ်စစ်ကောင်စီဘက်ကစိတ်ခိုင်မာမှုတန်မာမှုဘယ်လောက်ရှိတယ်ဆိုတာပြန်ကြားရတဲ့ပြန်ပွဲဖြစ်တယ်လို့ကျွန်တော်တို့ကယုံကြည်ပစ္စည်းနဲ့တက်ကြေးဆိုလို့ရှိရင်တော့သူတို့ကများတော့ဗောကျွန်တော်တို့မှာဘာမှမရှိဘူးဒါပေမဲ့ကျွန်တော်တို့နိုင်အောင်တိုက်တယ်ကျွန်တော်တို့စိတ်ဓာတ်ကိုအမြင့်အမားဆုံးထားပြီးတော့မှကျွန်တော်တို့တိုက်တယ်ဒီစကဝိုင်းလေးမှာဆက်ချင်းမှာဦးလေးပေါ်ပြောခဲ့တဲ့ဟာရှိတယ်အောင်စိတ်နဲ့တိုက်တယ်ကျွန်တော်တို့ကတိုက်ပွဲတစ်ခုမှာကျွန်တော်တို့ရဲဘော်တွေကိုကျွန်တော်တို့တနက်ချီစံပေးနိုင်တာတယောက်ကို150ထက်မပိုဒါပေမဲ့စခန်းကြီးတွေတက်ရင်စခန်းကြီးတွေမှာသူ့ရဲ့ချီစံတိန်းနဲ့တန်းနဲ့ချီရှိတဲ့နေရာကြီးတွေကိုကျွန်တော်တို့ဝင်တိုက်တဲ့အချိန်မှာကျွန်တော်တို့နိုင်တာပဲကျွန်တော်တို့အောင်တာပဲအဲ့ဒါတွေအားလုံးဒီကျွန်တော်တို့ရဲ့ moral ကိုကျွန်တော်တို့အမြင့်ဆုံးမှာထားတယ်အဲ့တော့စစ်ကောင်စီရဲ့ moral ဒီအနှိမ့်ဆုံးမှာရောက်နေပြီ moral နဲ့ပတ်သက်ပြီးတော့ဆက်တဲ့ကျွန်တော်တို့ဒီလောက်ကပြောဆိုဆောင်ရွက်တဲ့ဟာတွေအားလုံးဒီလဲကျွန်တော်တို့ကြည့်မယ်ဆိုရင်စစ်တပ်ဖက်နဲ့စစ်တပ်ရဲ့ပေါင်းပါအားလုံးရဲ့ပြောဆိုဆောင်ရွက်မှုတွေဒီအဆင့်တန်းအနှိမ့်ဆုံးမှာရှိနေတယ်ဆိုတဲ့ဟာကြီးကိုကျွန်တော်တို့တွေ့ရတာပါဒါနံပါတ်1နံပါတ်2ကတော့နောက်စကလုံးခုကျွန်တော်က message ပေးချင်အခုလက်ရှိချိန်နေမှာကြီးလန်းစာစားနေရတာဘယ်ကောင်းနေလဲဆိုတာကျွန်တော်ကအဲ့ဒါကိုမြင်အောင်ကြည့်ခိုင်းစေချင်ကျွန်တော်တို့မဟုတ်တော့ကြီးလန်းစာစားနေရတာကျွန်တော်တို့ကဆချင်းလမ်းပေါ်ထွက်ဆန္ဒပြတဲ့အချိန်မှာတော့ကျွန်တော်တို့မဖမ်းပါနဲ့ကျွန်တော်တို့ကဒါကအမှန်တရားပြပါကျွန်တော်တို့အားလုံးရဲ့တဘောတောင်းပန်ပန်နဲ့ဒီလုံချုံရေးတက်ဖွဲ့လို့ပြောတဲ့ဟာတွေကိုကျွန်တော်တို့ကလောက်ရတာကျွန်တော်တို့မဖမ်းပါနဲ့ဒီကလေးလေးကိုမဖမ်းပါနဲ့ဗျာမပစ်ပါနဲ့ဗျာတောင်းပန်ခဲ့ရတာအဲ့ဒီချိန်မှာဘာမှလက်ထဲမှာမရှိဘူးဒါပေမဲ့ဘာမှလက်ထဲမှာမရှိတော့တရေတဲ့ကောင်ထွက်ခဲ့ဆိုပြီးတော့မှဘိုးကြီးချိတ်စိန်ခေါ်သေးတယ်ဒါအားလုံးတနိုင်ငံလုံးသိအခုကျွန်တော်တို့တည်ရဲတယ်ခွက်လာပြီတိုက်ရဲတယ်အခု
တည်ရတဲ့ကောင်ထွက်ခဲ့ကျွန်တော်ကတော့မင်းတို့တည်ရတဲ့ကောင်ထွက်ခဲ့မင်းတို့ဖက်ကနေပြီးတော့တည်စီရမယ်နော်ထွက်ခဲ့လို့ပဲပြောတာမဟုတ်ဘူးနော်တည်လဲတည်စီရမယ်အဲ့တော့နောက်ခုမြေပြင်မှာတနိုင်ငံလုံးမှာကျွန်တော်တို့ကိုစစ်ကောင်စီကလာတိုက်နေတာမဟုတ်တော့ကျွန်တော်တို့ကသူတို့ကိုတွားပြီးတိုက်နေတာဖြစ်သူတို့ရဲ့တိုက်ရင်စခန်းတွေကိုကျွန်တော်တို့ကတိုက်နေတာဖြစ်တယ်သူတို့ရှိတဲ့နေရာကိုစစ်ကြောင်းထိုးဝင်ပြီးတော့ကျွန်တော်တို့ကပြစ်ခတ်တိုက်ခိုက်နေတာတွေဖြစ်တယ်အရင်တော့လို့ကျွန်တော်တို့တွေဟိုနားသွားဒီနားသွားစစ်ကောင်စီတက်ဟိုဂိမ်းနဲ့တွေ့မလားနော်ဟိုဘာကောင်မှမသိဘာယာဒူမှမသိတဲ့ကောင်ဆရာခေါ်ရတာမျိုးနော်ဆရာမလို့ဘာနဲ့ကျွန်တော်တို့ကဒီနားလေးသွားချင်းလို့ပါဈေးလေးဝယ်ချင်းလို့ဆက်ဟာမျိုးတွေနဲ့စိုးရင်ကြောင်းချမှုကပြည်သူလူထုကခံရတာအခုကအဲ့ဒီကောင်တွေခံရမှာခံနေရတာကဒီအမ်ဖက်စစ်ကောင်စီတပ်ဖွဲ့တွေကခံရသူနဲ့ပတ်သက်မိသားစုဝင်တွေသူနဲ့ပတ်သက်တဲ့ဂျိုးစီပွားတွေလုပ်နေတဲ့သူတွေအားလုံးကကြီးလန်းစာကြီးလန်းစာစားနေရတာကသူတို့ဖြစ်သွားတယ်ဒီဟာဒီကျွန်တော်တို့ရဲ့အောင်ပွဲဖြစ်ကျွန်တော်တို့ရဲ့စူးစမ်းအားထုတ်မှုတွေထဲကနေပြီးတော့မှဖြစ်ပေါ်လာတဲ့အတီးပွင့်မှဖြစ်ဒါနံပါတ်1တင်းစကားဖြစ်နံပါတ်3တင်းစကားအရောပါလဲဆိုတော့ကျွန်တော်ကအင်္ဂလိပ်စကားလုံးတစ်ခုကျွန်တော်သုံးချင် nemesis ကျွန်တော်သုံးချင် Tempest Cost ကျူးလွန်ခဲ့တဲ့ဟာတွေပြုတ်ကျင်ခဲ့တဲ့ဒီပတ်တွေအားလုံးကအခုချိန်မှာသူမလွတ်မြောက်နိုင်တော့သူရှောင်လွဲလို့ရတဲ့အကုတွေခံစားနေရပြီသူရဲ့မိသားစုဝင်တွေစိုးရင်ဒုက္ခတွေရောက်နေရပြီအပြင်မထွက်ရတော့ဈေးထွက်မဝယ်ရဘူးငါတို့တော်လိုင်းတပ်ဖွဲ့တွေနဲ့ငါတို့လမ်းမှာများတွေ့မလားငါတို့ဖမ်းဆီးမလားဆိုတဲ့ဟာတွေဒါပေမဲ့စိတ်မပူပါနဲ့လို့ကျွန်တော်ကတခါတည်းကျွန်တော်တို့ကခင်ဗျားတို့လိုလည်းမဟုတ်ဘူးလို့ကျွန်တော်တည်င်းစကားကျွန်တော်တို့ကစစ်တပ်လို့မဟုတ်ခင်ဗျားတို့ဖမ်းဆီးခဲ့ရင်တော့ခင်ဗျားတို့လောက်ခဲ့တယ်လို့မျိုးလေးဟို uniform တပ်ပုံလေးတစ်ပုံတွေ့တာနဲ့တခါတည်းမိသားစုတစ်ပွားလုံးပြတ်သွားအောင်လုပ်မဲ့လူတွေထဲမှာကျွန်တော်တို့မပါဘူးကျွန်တော်တို့တရားကျကျွန်တော်တို့တရားနီလန်းကျလုပ်တဲ့သူတွေဖြစ်ကျွန်တော်တို့ကနိုင်ငံကိုအုပ်ချုပ်ချင်တဲ့သူတွေဖြစ်တယ်ကျွန်တော်တို့ကနိုင်ငံကိုအကြမ်းဖက်ချင်တဲ့လူတွေမဟုတ်ဘူးအဲ့ဒါကြောင့်မလို့စစ်တပ်ရဲ့မိသားစုဝင်တွေစစ်တပ်နဲ့ပူးပေါင်းပါဝင်ဆောင်ရွက်နေတဲ့လူတွေကိုလည်းတည်င်းစကားပါချင်တယ်မကြောက်ပါနဲ့ကျွန်တော်တို့ခင်ဗျားတို့လောက်ခဲ့တယ်လို့ကျွန်တော်တို့မလုပ်ပါဘူးအဲ့ဒီပြေးမလွတ်တဲ့အကုသိုလ်ကြီးကိုကျွန်တော်တို့တွေဘယ်တော့မှကျွန်တော်တို့ဘဝမှာမတည်ဆောင်ဘူးဆိုတော့ဟာကိုပြောချင်တယ်